လူတယောက်ဟာလေရင်ပေါ်ရောက်နေတော့ရုတ်တရက်ပဲလေရင်မဲတယောက်ရဲ့ခေါင်းပေါ်မှာသူ့ညဆိုတဲ့အရေးအတွက်ပြသနေတာကိုသတိပြုမိသွားပါတယ်။သူကအဲ့ဒီမျိုးသမီးကိုဒီနေ့အတွင်းအသက်အန္တရာယ်ရှိနိုင်တယ်လို့ချက်ချင်းသတိပေးခဲ့ပေမဲ့လေရင်မဲကသူ့စကားကိုမယုံကြည်ပဲသူ့ထိုင်ကုန်မှာပြန်ထိုင်ဖို့ပဲပြောခဲ့ပါတယ်။အဲ့ဒီလူဟာစိတ်မပါလက်မပါနဲ့လေရင်ခန်းထဲကိုရှောင်လန်းသွားခဲ့ပြီးနောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်တုန်လှုပ်သွားခဲ့ပါတယ်။ခရီးတဲ့တိုင်းရဲ့ခေါင်းပေါ်မှာသူ့ညတွေကြီးပဲဖြစ်နေတာကိုသူတွေးလိုက်ရလို့ဒါဟာလေရင်တက်ကြတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလူဟာလေရင်ပေါ်ကနေအမြန်ဆုံးဆင်းကြဖို့လူတိုင်းကိုတိုက်တွန်းပါတော့တယ်ခရီးသည်တွေကတော့သူတို့အပေါ်နမိတ်မကောင်းတဲ့စကားတွေပြောပြီးချိန်ဆနေတယ်ဆိုပြီးသူ့ကိုပြန်လဲဆဲဆိုကြပါတယ်အဲ့ဒီအခါလေရင်မဲကလေရင်တက်ကြမယ်ဆိုတာကိုဘယ်လိုသက်သေပြနိုင်မလဲလို့အဲ့ဒီလူကိုမေးမြန်းပါတယ်အဲ့ဒီလူကမိမိမှာသူတစ်ပါးရဲ့ကြက်ရှိနေတဲ့တက်တန်းကိုမြင်နိုင်တဲ့အစွမ်းထူးရှိကြောင်းချက်ချင်းရှင်းပြခဲ့ပါတယ်မနေ့ကတင်လမ်းဘေးမှာခေါင်းပေါ်မှာသူ့ညပြနေတဲ့လူတစ်ယောက်ကိုသူတွေ့ခဲ့ကြောင်းနောက်တစ်ခဏမှာပဲအဲ့ဒီလူဟာရင်သွားလာကိုသတိမထားပဲလမ်းဘေးသားစီးကိုကြောတက်သွားခဲ့လို့အသက်သေဆုံးစေတဲ့ရင်မတော်တဆမှုဖြစ်သွားခဲ့ကြောင်းပြောပြပါတယ်အဲ့ဒီလူပြောတာကိုကြားပြီးနောက်မှာတော့ခရီးသည်တွေကသူ့ကိုလူလိမ်တယောက်လိုပဲထင်မြင်ကြပြီးလေရင်ပေါ်ကနေအတင်းကျပ်မောင်းထုတ်ဖို့တောင်းဆိုကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလေရင်ကပြန်တက်ဖို့အတွက်ပြေးလမ်းပေါ်မှာစတင်မောင်းနေပြီဖြစ်ပါတယ်အဲ့ဒီလူဟာအစီအစဉ်ရှိရှိနဲ့ခရီးသည်တယောက်ကိုတမင်တက်တက်ရန်စပြီးရန်ပွဲစတင်လိုက်ပါတယ်ဒါကိုမြင်တော့လေရင်မဲကလေရင်မှုထံအရေးပေါ်အခြေအနေဖြစ်ချက်ချင်းသတင်းပို့ပြီးလေရင်ပြန်တက်လို့မရနိုင်ကြောင်းပြောပါတယ်လေရင်မှုရောက်လာတာကိုမြင်တဲ့အခါအဲ့ဒီလူကအပြေးလွှားသွားပြီးဒီလေရင်ဟာအသေးချာပြတ်ကျလိမ့်မယ်လို့ပြောပြပါတယ်ဒါပေမဲ့လေရင်မှုကတော့အဲ့ဒီလူကိုသူ့ထိုင်ကုန်မှာပဲပြန်ထိုင်ဖို့နဲ့ခရီးစဉ်ကိုမနှောက်ယှက်ဖို့အမိန့်ပေးခဲ့ပါတယ်မျိုးသမီးတယောက်ကတော့ရှေ့ကိုထွက်လာပြီးအဲ့ဒီလူပြောတာကတစ်ဖက်ကကြည့်ရင်ကြိုးချောင်းစီရုံမှုရှိကြောင်းနဲ့ဘေးကင်းလုံခြုံရေးအတွက်ခရီးစဉ်ကိုဖျက်သိမ်းတင်ကြောင်းအဲ့ဒီလူဘက်ကနေကာကွယ်ပြောဆိုပေးပါတယ်ဒါပေမဲ့လေရင်ပြန်တက်မဲ့အချိန်ကြံ့ကြာမှုကိုရှောင်ရှားဖို့အတွက်လေရင်မှုကအဲ့ဒီလူနဲ့မျိုးသမီးနှစ်ယောက်လုံးကိုလေရင်ပေါ်ကနေဆင်းသွားဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။မကြခင်မှာပဲလေရင်ဟာဘာပြဿနာမှမရှိပဲပြန်တက်သွားခဲ့ပါတယ်။လေရင်ပေါ်ကခရီးသည်တွေကတော့အဲ့ဒီလူရဲ့လုပ်ရအပေါ်စိတ်နှောင့်ယှက်ဖြစ်နေကြတော့မဲ့ဖြစ်ပြီးသူ့အကြောင်းကိုအင်တာနက်ပေါ်မှာစာတင်ပြီးခွေချမယ်လို့တောင်ပြောဆိုနေကြပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှာပဲလေရင်မှုဟာရှေ့တက်တဲ့ကမိုးတက်မုန်တိုင်းကြီးကိုသတိပြုမိလိုက်ပြ။ဒီနောက်လေရင်ဟာပြတ်ကျသွားခဲ့ပါတော့တယ်။အဲ့ဒီလူနဲ့မျိုးသမီးကတော့ဘေးကနေကနေကံကောင်းထောက်မှစွာလွတ်မြောက်သွားခဲ့ကြပါတယ်။မျိုးသမီးကအဲ့ဒီလူကိုအလွန်ကျေးဇူးတင်ပြီးငွေကြေးရထောက်ပံ့ကူညီဖို့ကမ်းလှမ်းခဲ့ပေမဲ့အဲ့ဒီလူကတော့သူဟာလူတွေကိုကယ်တင်ခြင်းုံတက်တက်တာဖြစ်တယ်လို့ဆိုကသူမရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါတယ်။ကွက်တီပဲအဲ့ဒီအချိန်မှာအဲ့ဒီလူရဲ့ရီးစားဟောင်းရောက်ရှိလာပါတယ်။သူမရဲ့ခေါင်းပေါ်မှာတော့တရက်ဆိုတဲ့တက်တန်းအရေးအတွက်ရှိနေပါတယ်။အဲ့ဒီလူဟာအလွန်အားတင်သွားပြီးနောက်တစ်ရက်မှာသူမအနေနဲ့ကြုံရနိုင်ကြောင်းတွားရောက်သတိပေးပါတယ်။ရီးစားဟောင်းကတော့သူ့ရဲ့သတိပေးချက်ကိုအရေးမစိုက်ပဲသူမကိုလာရောက်နှောက်ယှက်နေတာလို့ပဲထင်မှတ်ကအိမ်ပြန်သွားခဲ့ပါတယ်။အိမ်ကိုရောက်ချင်းမှာပဲသူမဟာအဲ့ဒီလူပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိပြီးစိုးရိမ်စိတ်ဝင်လာပါတယ်။ဒါကြောင့်အိမ်ကလုံခြုံရေးကင်မရာကိုစစ်ဆေးကြည့်လိုက်တဲ့အခါထူးဆန်းတဲ့လူစိမ်းတစ်ယောက်ကသူမရဲ့အိမ်ထဲကိုခိုးဝင်ထားတာကိုတွေ့လိုက်ရပါတယ်။ရီးစားဟောင်းဟာကင်မရာမြင်ကွင်းကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်စွာစိုက်ကြည့်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူမရဲ့အိမ်ကိုရောက်လာတဲ့အဲ့ဒီလူပဲဖြစ်ပါတယ်။သူဟာရီးစားဟောင်းရဲ့ခေါင်းပေါ်ကအရေးအတွက်ဟာသူ့ညအဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရလို့အလွန်တုန်လှုပ်ခြောက်ခြားသွားပါတော့တယ်။